run နေမှာ glue ဆိုတဲ့ hero က ban rate အများဆုံးဖြစ်နေတာဘာကြောင့်လဲခု season မှာတော့ glue က run မှာဆိုရင် ban list hero တွေမှာအများဆုံးလို့တော့ပြောလို့ရပါတယ်ကြောင်ပြချက်ကတော့ glue က team fight battle တွေမှာဆိုရင်အများကြီးအလုပ်လုပ်ပေးနိုင်တဲ့ hero တစ်ကောင်ဖြစ်နေလို့ပါပဲဒါပေမဲ့ glue ပါတိုင်းပွဲကပြီးပြီလားမဟုတ်ပါဘူး counter hero တွေရှိပါသေးတယ်နံပါတ်1ကတော့ Vizana ပါglue ကကိုခွဲနေတဲ့အချိန်မှာဆိုရင် Vizana ရဲ့ skill 2 AoE damage က glue ရဲ့အကောင်အားလုံးကိုထိပါတယ်ဒီဘက်မှာဆိုရင် early game ပဲရှိပါသေးတယ်Vizana အနေနဲ့ item တစ်ခွက်တောင်မထွက်သေးပါဘူး Another one. Enemy reached 拖အောင်လေလာ拖မလားလာ level 4. အဲ့လောက်ကြီးကြမပြောတော့ဘူးကွာငါလို့အစောကြီးရှိသေးတယ်ကွာ ပြောချင်တာကတော့ glue ကကျန်တာမှန်ပေမဲ့ ပွဲတိုင်းဒီပါဘန်ရလောက်တဲ့အထိအခြေအနေတော့မစိုးပါဘူး